ဒီနေ့ကကြတော့အမှတ်9ကျောင်းသားမှာရှိတဲ့မူလတုတ်ဆိုင်မှာစားမယ်အဲ့နေရလေးရရဲ့ ခေါ်ဆွဲရမူလာတော့ရကန်နာရဒီဝရ ဆိုင်စားဘာကဟမ်းလာကြာပြီ နေနေဆက်လို့ပြေပြီ မလာတော့ဘေဖာတာရတဲ့ဖြစ်ပြီးရဲ့ခေါ်စားလေးစားမဲ့တော်မဲ့ဆိုတာအဆိုင်မှာပဲစားတာများရလေရှင်ဇစ်တာတော့တာစားနော်တာကားလေးစားနိုင်နေထားမှန်တော့ရုံပေးရှင်အမကလောနာတဲပြီးဆိုလဲမင်းလေးကလောတို့ဆိုတာအမျိုးသားလေးဆိုတာကလောစားလာပြီးဆိုတော့မူလာတုတ်စားမယ်နေဆိုလို့နေပေါ်လို့စားလိုက်ရမှကျင်းနိုင်မင်းလေးကလည်းအခါလေးခါတော့အီမမီဖာမကျစစ်ပြေဝင်ဒီဖြစ်တဲ့ဆိုအမပဲစားလိုက်ပါပဲတခါကနမူပါဆိုလဲအမျိုးဂျူချောလေးနော်မှာအမျိုးဂျူချောပေါ့မှာပဲစားနာဟာနာစစ်ပြေရကလောတို့ငကြင်းလေးလဲအမှုဗီဒီယိုပြင်ခဲ့တဲ့ဆိုတာစာရှင်းလေးတို့ပဲလာစားกินနော်နေတို့ကရတာတိုင်းမပလောလို့ရခုဖြစ်တယ်ကမှာယူချောနာမှာအမမူလာတုတ်စားခဲ့တဲ့တော့ကွာဂျူးမများနာမှာမူလာတုတ်ဆိုတော့တဝဲသူတဝဲသားကူလို့ကြိုက်ခဲ့ရတယ်နော်ဝီယော်နေတဝဲသူတဝဲသားလေးဆိုလဲအမူလာတုတ်ပြေးခဲ့တော့လွမ်းနေလိုက်မှာပဲကလောတို့ကမင်းလေးစားတော့ဆိုတာမူလာတုတ်ဘွဲမှာတောက်ရရတယ်အဲ့ဒီခုခေတ်ကိုစင်းနှုံဆိုတော့တထုံဆိုတိုင်းတလားမခွေရတော့လို့လဲအမလည်းဂျူစီနာတော့ပေးစားရှိရဲတပြည့်တည်းရညင်ပြီးတော့အမမျိုးတော့ပေးစားရှိရဲအဆိုင်မှာတော့လဲတပွဲတထုံခက်ပဲအလုပ်ကလည်းအတော့အနေဆိုလဲရှိစစားမှာစားအမတော့ကလောမေယာဆိုတီကမှလည်းကလော့ပီထားဆိုတီကမှလူကတော့တော်တော်ဆဲကျရှင်သွားလေအမျိုးလေးဖြေရတယ်အမတော့ခေါ်ဆက်တော့ကလောတို့ကတော့ခေါ်ဆက်တော့ဆိုတာဟင်းပြန်နေကူတော့လွမ်းသားကိုလွမ်းဆိုကလည်းခေါ်ဆက်တော့လွမ်းသားမှုပါနော်ငက်ချေဦးရလေးရီးစားဦးရလေးဒီရနေကြော်ပဲပြင်မဲ့သလားအမဆိုင်ရဘူတီဇေလန်မခုနေပေးမရှိကိုဆိုင်ရောက်နာအမူလာဆိုတာရေလန်ဟောဘူတီဇေလန်စီလည်းခေါ်ရဲရေလန်ဟောစီလည်းခေါ်ရဲအနမမူလာတောက်ဆိုင်စီမိတ်လိုက်တဲ့ဆိုတာမပြဲလို့ခေါ်ရအမွာဘီဝချောဆိုပူကိုကြိုက်တဲ့ကွာခြားခြားလေးထားဘက်မူကမြများတော့ဆိုတာစီစီရစားရလွတ်လွတ်နော်တချို့လေးမဆိုတာဟောင်းဝါလေးစုပ်ခဲထားတယ်နော်အမတော့အလော့ဆုံးလို့ဆိုတော့ဟိုဘက်ဆောင်ပိုင်းကွာဒီကနေ့တော့အခါချပလောထားဆော်လာပိုင်းလို့ဆိုပြီးတော့အမူဖော်နေမှာလောပြီးဖြစ်လာအခုကလောနာမရှိနေဒူခီမှာကလောငွေသားလေးပြတ်ခဲ့ပြီးတော့စားရပေါ့တပွဲတထုံးတော့ပို့ရှင်းရနည်းနည်းပဲထည့်ပေးရကြောအမရတဲ့ကလောတို့ဆိုလဲတာနိုင်ပဲစားလေးရှိခဲ့တယ်ဆိုတာလုတ်ပေးထားစားလေးရှိရဲကွာအခုလဲပထမရရဆိုတော့အားလဲအားနိုင်အဲ့မှာကြည့်စုလိုက်တိုင်းဒီလားအမဆိုင်ဘူးလဲအမဆိုတာကလောတို့ဆိုတာမဆိုင်တန်းပဲကလောထမ်းမကျိမျိုးရောကွာအမမူဆိုင်တန်းကိုထွာရပင်းဒီကိုမှအမြမူဆိုင်တန်းတော့မြဲရောပဲလွမ်းဒီလားကလောဆိုလဲကလောနာလှဝီနေလူငယ်တွေလည်းရှိရဲဝီယော်နေကိုတဝဲသူတဝဲသားလေးလည်းရှိရဲအလုပ်ကလည်းလွမ်းနေမစီထားအမကလောရို့လည်းတဲ့နော်ဆောက်တီကေပေးပါလေအလုပ်ကချီစုတိုင်းရှေနော်ဆိုဟဲ့တော်ပြီးတော့ရက်ဆက်လေးစပြမယ်ဆိုလိုက်ပြီးကေပေးကေဦးလား